ကျွန်တော်များသောအားဖြင့်ကျွန်တော်ကိုယ်တိုင်ပါဝင်ပါပဲကျွန်တော်ကိုယ်တိုင်လည်းအရင်တော့အဲ့လိုပဲလုပ်ခဲ့တာပါများသောအားဖြင့်ကျွန်တော်တို့က vocabulary တစ်ခုရဲ့ pronunciation ကိုဒီ vocabulary ရဲ့ spelling လေးကိုကြည့်ပြီးတော့ကျွန်တော်တို့ကခံမှန်းပြီးတော့အတန်ထွက်လေးထွက်ထားရှိတယ်တကယ်က vocabulary တစ်ခုရဲ့မှန်ကန်တဲ့ pronunciation ကိုသိကျင်တယ်ဆိုရင် reliable ဖြစ်တဲ့ dictionary တစ်ခုကိုရှာဒါမှမဟုတ် reliable ဖြစ်တဲ့ dictionary website တစ်ခုကိုဖွင့်အမှရိုက်ရှာလိုက်ကိုသိကျင်တဲ့ vocabulary လေးကိုရိုက်လိုက်တဲ့အခါမှာဘေးနားမှာပေါ်လာတဲ့မြေဆောင်လေးနှစ်ကြောင်းနဲ့ပေါ်လာတဲ့ phonetic transcription လို့ခေါ်တဲ့ international phonetic alphabet sample လေးကိုအသုံးပြုပြီးတော့ဖော်ပြထားတဲ့ phonetic transcription တွေကိုကြည့်ပြီးတော့မှဒါလည်းကျွန်တော်တို့ကဒီ vocabulary ရဲ့အတန်အတွက်အစစ်မှန်ကိုသိရပါမှာတချို့ vocabulary တွေဆိုလို့ရှိရင် noun ဆိုရင်အတန်တစ်မျိုး verb ဆိုရင်အတန်တစ်မျိုးအဲ့လိုမျိုးတွေရှိတတ်တယ်တချို့ vocabulary ဆိုလို့ရှိရင် tense တွေပေါ်မှာမူတည်ပြီးတော့အတန်ကွဲပြားခြားနာတာရှိတတ်တယ်ဥပမာ read 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 အဲ့လိုမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေရှိတယ်ဆိုလိုချင်တာကခုကစပြီးတော့ဘယ်တော့မှ vocabulary တစ်ခုရဲ့ pronunciation အတန်အတွက်ကိုခံမှန်းဖို့မစင်းစားပါနဲ့တော့မခံမှန်းပါနဲ့တော့ vocabulary တစ်ခုရဲ့ pronunciation အစစ်မှန်ကိုသိချင်ဘာမှလုပ်လို့မရဘူးသူ့ရဲ့ phonetic transcription ကိုပဲကြည့်ပြီးတော့မှသာရင်သူ့ရဲ့အတန်အတွက်အမှန်ကသိမှာဖြစ်ပါတယ်ကျွန်တော်အဲ့မှာတခုပြောရရှိတာက digital device တွေကိုအသုံးပြုပြီးတော့ကျွန်တော်တို့ဒီ vocabulary တခုရဲ့ pronunciation ကိုရှာတဲ့အခါမှာလူများသောအားဖြင့်ကျွန်တော်ကိုယ်တိုင်လည်းအရင်တော့လည်းအဲ့လိုပါပဲများသောအားဖြင့်ကျွန်တော်ကအတန်လေးကိုနားထောင်လိုက်တာဒီတိုင်းဘေးနားမှာရှိတဲ့အတန်လေးကိုသူ့ရဲ့အတန်ထွက်ကလေးကိုနားထောင်လိုက်ရုံနဲ့ကျွန်တော်ရပြီလို့ထင်တာတကယ်အတန်ထွက်ကိုနားထောင်ရုံနဲ့မရသေးဘူးအတန်ထွက်ကိုနားထောင်ရုံနဲ့ရတယ်ဆိုလို့ရှိရင် international phonetic alphabet ဆိုတဲ့ IPA chart ဇာတ်ကြီးကဘယ်လိုလုပ်ပြီးတီထွင်ပေးမှာတော့ဟုတ်တယ်မလားအဲ့တော့ကျွန်တော်တို့ကအတန်ထွက်ဆိုတာမှာလဲအတန်ထွက်ဒီမှာလဲသူပြောတာတစ်မျိုးကိုကြားတာတစ်မျိုးအဲ့လိုလဲဖြစ်ရင်ဖြစ်တတ်တယ်လေအဲ့ဒီတော့အတန်ထွက်ကိုလည်းနားထောင်ရုံနဲ့လည်းမတင်းတိမ်ပါနဲ့ဟုတ်အဓိက phonetic transcription ကိုကြည့်ပြီးတော့မှသာလေသေချာပေါ့သူရဲ့ဒီ vocabulary ရဲ့ pronunciation ကိုသိမှာဖြစ်တယ်ဒါကြောင့်မလို့ international phonetic alphabet ကိုတော့အနည်းဆုံးအကုန်လုံးသိထားဖို့လိုအပ်ပါတယ် international phonetic alphabet ကို IPA chart ကိုချက်ဖို့သိဖို့ဆိုတာကလည်း adult learner တွေဆိုလို့ရှိရင်တလမကြာပါဘူးလေ့ကျင့်လို့ရှိရင်တနေ့ကိုတနားရီလောက်ပဲကျင့်ရင်တော့မှတလမကြာတော့ပါဘူးတလပေါ့အလွန်ဆုံးတော့မှ at most ကတလဆိုရင် international phonetic alphabet တွေကိုအကုန်လုံးသိသွားလောက်ပါပြီကဲကျွန်တော်ဥပမာလေးနည်းနည်းတော့ပြောရမယ်ဆိုလို့ရှိရင်ဗျာ Jankobin တညင်းသည်အမှဒီတန်ပြောက်ကြံခဲ့တယ်အောက်မှာကြည့်လိုက်မယ်ဆိုလို့ရှိရင် Colonel အခုချိန်ဒီတချို့ចောင်းသားចောင်းသူတွေ Colonel လို့ပြောကြတော့ Colonel အမှဆိုလို့ရှိရင် read နဲ့ read နဲ့ present tense ဆိုလို့ရှိရင် read past tense past perfect tense ဆိုရင် read အမှ present နဲ့ present နဲ့ present ကလက်ဆောင် present က presentation ဆိုတဲ့သဘောမျိုးသွားတာနော် giving a talk အဲ့မျိုးသွားတာအမှဆိုလို့ရှိရင်လည်း knock ခေတံပြောက်ကြံခဲ့တယ် knock ဒါတွေကကျွန်တော်တို့က phonetic transcription တွေမကြည့်ဘူးဆိုလို့ရှိရင်ဒီဟာတွေကဘယ်လိုသိမလို့အဲ့တော့ phonetic transcription တွေသိဖို့ကဘာလို့လဲဆိုလို့ရှိရင် international phonetic alphabet ဆိုတဲ့ IPA chart သိထားဖို့လိုတယ်ကျွန်တော်ဆရာကြီးလောက်တာမဟုတ်ပါဘူးကျွန်တော်တက်ဆရာကြီးတွေလည်းအများကြီးပါကျွန်တော်ကအကြံပေးအောင်တတ်ပါအမှားပါလို့ရှိရင်လည်းခွင့်မပေးကြပါဘူးညာ